ဒီကောင်လေးဟာငယ်စဉ်ကလေးဘဝကတည်းကအရွယ်ရောက်လာတဲ့အခါအားနွယ်တဲ့သူတယောက်မဖြစ်စေဖို့အတွက်ဖခင်ဖြစ်သူရဲ့ဖိအားပေးမှုကြောင့်ကိုယ်ခံပညာရက်တွေကိုသင်ယူခဲ့ရပါတယ်။သူ့ကိုသင်ကြားပြသပေးဖို့အတွက်လှုပ်ဝက်ဆန်းကျယ်တဲ့မျက်နှာဖုံးစွပ်လူတယောက်ကိုဆရာအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ပထမဦးဆုံးနေ့ကတည်းကရှန်ချီဟာဘယ်တော့မှညှဉ်းညူခွင့်မရှိခဲ့ပါဘူး။ထိုလေ့ကျင့်ခန်းတွေဟာသူ့ရဲ့စိတ်သက်ကြံ့ခိုင်မှုကိုစမ်းသပ်ယုံတာမကနာကျင်မှုတွေကတဆင့်သူ့ရဲ့ဝိညာဉ်ကိုထုစစ်ပုံဖော်ပေးတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ရလက်တွေကတော့အံ့ဩစရာကောင်းလာပါတယ်။ရှန်ချီဟာထက်မြက်တဲ့တိုက်ခိုက်ရေးဗီဇတွေနဲ့အတူထူးချွန်ထက်မြက်တဲ့လူငယ်တစ်ယောက်ဖြစ်ကြီးပြင်းလာခဲ့ပါတယ်။သူဟာရေတွက်လို့မရနိုင်တဲ့တိုက်ခိုက်ရေးနည်းစနစ်ပေါင်းများစွာကိုကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးပြိုင်ဘက်အများပြားကိုတပြိုင်နက်တည်းရင်ဆိုင်နိုင်စွမ်းရှိခဲ့ပါတယ်။လက်နက်မျိုးစုံကိုလည်းကျွမ်းကျင်စွာအသုံးပြုနိုင်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာတန်မဏိလိုကြက်ခိုင်လာခဲ့ပါတော့တယ်။ဒါပေမဲ့သူ့ဖခင်ဟာသူ့ကိုလူသက်သမားတစ်ယောက်တက်ရှိလက်နက်တစ်ခုဖြစ်လာစေဖို့ပြင်ဆင်နေခဲ့တာဆိုတဲ့အမှန်တရားကိုသိလိုက်ရတဲ့နေ့မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲရှန်ချီဟာထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။နှစ်တော်ကြာဖြစ်တမ်းပြီးနောက်မှာတော့သူဟာဟိုတယ်ဝန်ထမ်းတဦးအဖြစ်ရိုးရှင်းတဲ့ဘဝတစ်ခုနဲ့ပဲနေထိုင်ဖြစ်ခဲ့ပါတယ်။တညမှာတော့အလုပ်ဆင်းပြီးနောက်ပိန်ပိန်ပါပါလူမိုက်တစုကသူ့ကိုဝိုင်းထားပြီးသူ့ရဲ့လက်ဆွဲကိုတောင်းခဲ့ကြပါတယ်။သူကတော့ချက်ချင်းပဲညှင်းဆန်ခဲ့ပါတယ်။အဲ့ဒီလက်ဆွဲဟာကွယ်လွန်သူမိခင်ဖြစ်သူခြံရစ်ခဲ့တဲ့တခုတည်းသောအမတ်တရားလက်ဆောင်ဖြစ်လို့ပါပဲလူမိုက်တွေကလက်ဆွဲကိုအတင်းအဓမ္မလူယူဖို့စူးစမ်းပြီးသူ့ကိုတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ကြပါတယ်ရှန်ချီရဲ့စကားများတတ်တဲ့တငယ်ချင်းကမင်းတို့ကတိုက်တောင်မတိုက်ခတ်တဲ့လူကိုဘာလို့ဝိုင်းနိုင်ကျင့်နေကြတာလဲဆိုပြီးထိုအခြေအနေကိုလောင်ပြောင်ပြောဆိုခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲရှန်ချီဟာလူမိုက်တယောက်ကိုပြစ်ကန်လိုက်ရာထိုလူလွတ်ထွက်သွားခဲ့ပါတယ်သူ့တငယ်ချင်းဟာသူခုနကမြင်လိုက်ရတဲ့မြင်ကွင်းကိုမယုံကြည်နိုင်ပဲကြောင်အမ်းပြီးရက်နေခဲ့ပါတယ်ထို့နောက်ချက်ချင်းပဲတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးထိုလူမိုက်တွေဟာသူ့ကိုရှင်နိုင်စွမ်းမရှိတာထင်ရှားလာပါတယ်ဒါပေမဲ့တကယ်တိုက်ပွဲကအခုမှစရုံပဲရှိပါသေးတယ်ကြွသားထွက်နေတဲ့လူတန်ကြီးတယောက်ရှိကိုတက်လာပြီးဘာတိပေးချက်မှမရှိပဲသူ့ရဲ့လက်မောင်းကနေဓာတ်မြောင်တစ်ခုထွက်လာခဲ့ပါတယ်သူကရဲရဲဆက်ဆက်စတင်တိုက်ခိုက်ပါတော့တယ်ကံကောင်းထောင်းမစွာပဲရှန်ချီဟာလင်းမြန်စွာတုတ်ပြန်နိုင်ခဲ့ပြီးဓာတ်ချက်တိုင်းကိုရှောင်တိန်နိုင်ခဲ့ပါတယ်အဲ့ဒီဓာတ်ဟာဘတ်စကားကြီးကိုတဝက်နီးပါးပြက်လို့မတက်နဲ့ဘရိတ်ကျိုးတွေကိုပါပြတ်တောက်သွားစေလောက်အောင်အလွန်ထက်မြက်တာကြောင့်ဘတ်စကားကြီးဟာထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်ပိုဆိုးတာကဘတ်စကားမောင်းသူဟာရုတ်တရက်သတိလစ်မစ်မျောသွားခဲ့ခြင်းပါပဲဒီလိုပြန်မလာဖြစ်နေတဲ့ကြားထဲကနေရှန်ချီဟာစကားမောင်းနေမှုကိုထိန်းချုပ်ဖို့ရှေ့ကိုတိုးသွားခဲ့ပေမဲ့ရန်သူကသူ့ကိုအခွင့်အရေးမပေးဘဲမရက်မနာတိုက်ခိုက်ခဲ့ပါတယ်ရုတ်တရက်အဲ့ဒီလူတန်ကြီးတိုက်ခိုက်ခံလိုက်ရပြီးအမျိုးသမီးတယောက်ကိုဘတ်စကားမောင်းသူနေရာမှာအမြန်စားထိုးဝင်ဖို့အမိန့်ပေးလိုက်ပါတယ်ရှန်ချီဟာကြန့်ရှိနေတဲ့လူမိုက်တွေရောအင်အားကြီးမားတဲ့ရန်သူကိုပါအစွမ်းကုန်ပြန်လဲတိုက်ခိုက်ရင်းထိုနှစ်ယောက်ချင်းတိုက်ပွဲကဆက်ဖြစ်နေခဲ့ပါတယ်လူအင်အားမမျှတော့လဲရှန်ချီဟာသူ့ရဲ့တန်ဘက်တွေကိုဘတ်စကားပေါ်ကနေတယောက်ပြီးတယောက်ပစ်ချနိုင်ခဲ့ပြီးအတန်မာဆုံးရန်သူတယောက်ထဲသာကြန့်ရှိပါတော့တယ်သူကထိုလူကိုဘတ်စကားရဲ့နောက်တွဲပိုင်းမှာပိတ်မိအောင်လုပ်ပြီးချုံနှောင်ထားလိုက်ပါတယ်ပြီးနောက်တွဲပိုင်းကပြုတ်ထွက်တော့မှဖြစ်လို့ခီးတဲ့အားလုံးကိုရှေ့ပိုင်းကိုရွှေ့ကြဖို့ပြောခဲ့ပါတယ်ရန်သူကတော့အယူမှုဖြစ်လာပြီးရှန်ချီကိုအသာစီးရယူတိုက်ခိုက်ပါတော့တယ်မျောလင်းချက်ပြတ်သုံးလူနီးပါးဖြစ်နေချိန်မှာရှန်ချီဟာကျိုးတစ်ချောင်းကိုဆွဲလိုက်ပါတယ်ဒါဟာတူတူချင်းစီကိုပေးလိုက်တဲ့အချက်ပြမှုပါပဲတပြိုင်နက်တည်းမှာပဲဘတ်စကားရဲ့နောက်တွဲပိုင်းကိုခွဲထုတ်ပစ်ဖို့အတွက်စတီယာရင်ဘီကိုတစ်ချက်တည်းနဲ့အကွေ့ကောက်ပြင်းပြင်းထန်ထန်ကွေ့ချလိုက်ပါတယ်အဲ့ဒီခိုက်တက်မှာပဲရှန်ချီဟာရုံးထွက်ပြီးရှေ့ကိုခုန်ကူးလိုက်ပါတယ်ထင်းချုံမရဖြစ်နေတဲ့ဘတ်စကားကိုရက်တန့်ဖို့အတွက်ထိုမျိုးသမီးဟာရက်ထားတဲ့ကားလမ်းတွေကိုဝင်တိုက်ခဲ့ရပြီးနောက်ဆုံးမှာတော့ဘတ်စကားကြီးလုံးဝရက်တန့်သွားခဲ့ပါတယ်လူတိုင်းအသက်ဘေးကလွတ်မြောက်ခဲ့ကြပေမဲ့အဲ့ဒီအချိန်ကြာမှပဲရှန်ချီဟာခါးသီးတဲ့အမှန်တရားကိုသတိပြုမိပါတော့တဲ့သူ့ရဲ့အဖိုးတန်လာတဲ့လက်ဆွဲကိုထိုလူတန်ကြီးလူယူသွားခဲ့ပြီးဖြစ်ပါတယ်